ဇလန်းရဲ့အပိုင်း9မှာတော့မူမီမတ်စ်ကကွင်းဆက်လူတက်မှုနဲ့ထောင်ဒဏ်သက်တကြုံကျသွားပါတယ်။ဒါပေမဲ့မူမီမတ်စ်ကမှာကိုဝင်နဲ့ဆိုတော့သူကကလေးကိုမွေးပြီးသူ့မေစီမှာအပ်ခဲ့ပါတယ်။ဒီလိုနဲ့မူမီမတ်စ်ကရဲ့သမီးဂင်မီမိုပေါ်လာပါတယ်။မီမိုကတော့အမေတူသမီးဆိုတဲ့အတိုင်းအလိုက်ပြင်ရတာဖြော်ပြရတာဝါသနာပါပါတယ်။ဒါပေမဲ့သူ့အဖွားကသူ့အမေအကြောင်းပြောပြတဲ့အတွက်မီမိုကသူ့အမေဘယ်သူဆိုတာမသိပါဘူး။တနေ့အကြောင်းမှာသူ့တငယ်ချင်းမိဖတွေကသူ့အမေကမတ်စ်ကဲဖြစ်နေလို့ဆိုပြီးမီမိုနဲ့မပေါင်းခိုင်းပါဘူးဒီလိုနဲ့မီမိုကမတ်စ်ကဲအကြောင်းလိုက်ရှာရင်သူ့အမေဆိုတာသိသွားပါတော့တယ်မူလာတဲ့တုန်းကမီမိုရဲ့တငယ်ချင်းကမီမိုမတ်စ်ကဲရဲ့သမီးဆိုတာကိုသတင်းဖြတ်လိုက်လို့မီမိုကသွားစော်ခဲ့ပါတယ်ဒါကြောင့်ចောင်းသားမိဖတွေတိုင်လို့သူ့အဖွားចောင်းကိုရောက်လာခဲ့ပါတယ်ဒီလိုနဲ့မီမိုတို့လည်းအိမ်ပြောင်းចောင်းပြောင်းလိုက်ရပါတယ်ဒါပေမဲ့လည်းចောင်းပြောင်းတာတော့အခြေအနေတွေကမပြောင်းခဲ့ပါဘူးတငယ်ချင်းတွေကလူသက်သမားရဲ့သမီးဆိုပြီးចောင်းကနေထွက်သွားခိုင်းလို့မီမိုနဲ့ခဏရံဖြစ်ကြပါတယ်ဒီလိုနဲ့ចောင်းထက်ပြောင်းရပြီးသူ့အဖွားကနောက်တစ်ခါပြဿနာမရှာနဲ့လို့ဆုံးပါပါတယ်မီမိုကတော့သူ့အမေကိုနာကြီးနေပါတယ်ကျောင်းအစ်စ်မှာတော့ရေချွန်းဆိုတဲ့ကောင်မလေးနဲ့ကျောင်းမှာတူတူထိုင်ဖြစ်သွားပါတယ်ဒီလိုနဲ့တန်ရှင်းတူတူလောက်ရတဲ့အချိန်ရေချွန်းကိုတခြားကောင်မတွေအနိုင်ကျင့်နေလို့မီမိုကယ်ပေးခဲ့ပါတယ်ဒီလိုနဲ့နှစ်ယောက်သားခင်သွားပြီးမီမိုကကျောင်းမှာအပေခံလဲဖြစ်အိမ်မှာလဲပြဿနာတစ်ခုရှိလိမ့်မယ်လို့ရေချွန်းကထင်ပြီးမီမိုနဲ့ပိုရင်းနေအောင်ရေချွန်းအဖေကရေမူးပြီးပြန်လာရင်တောင်းကျမ်းပြီးသူနဲ့သူ့အမေကိုရိုက်တယ်ပါညာရေချွန်းကလိမ်ပြောခဲ့ပါတယ်ဒီလိုနဲ့မီမိုကသူနဲ့ဘဝချင်းတူတယ်ဆိုပြီးရေချွန်းကိုတနာသွားပြီးပိုခင်သွားလို့သူ့အမေကထောင်ထဲမှာဆိုတာပြောလိုက်ပါတော့တယ်ဒီလိုနဲ့တယောက်ချောင်းတယောက်တီးတဲ့တငယ်ချင်းတွေဖြစ်သွားရဲဆိုပါတော့ရေချုံးမိသားစုကသူ့အဖေအမေသူ့မောင်နှမတွေနဲ့တကယ်ကိုတာယာတဲ့မိသားစုလေးပါဒါပေမဲ့ရေချုံးကသူ့အဖေအရက်မူပြီးအကြမ်းဖက်တဲ့အင်ကိုမုန်းတယ်ပဲမီမိုကိုလိန်ပြောနေပါတယ်ဒါပေမဲ့လည်းမီမိုရှိလို့ပြောတယ်ဆိုပြီးရေချုံးကပြောပါတယ်ဒီလိုနဲ့တပူပူတွဲအရန်ခင်သွားကြပြီးရေချုံးကနေ့အမေဘာလို့ထောင်ကျသွားတာလဲလို့မီမိုကိုမေးပါတယ်လူသက်ခဲ့ရလို့ပြောတော့ရေချုံးအံ့ဩသွားပါတယ်ရေချုံးကတော့မလေးကအိမ်မှာသူ့ဖေပြဿနာရှာခဲ့တဲ့ဘာညာထက်လိန်ပါတော့တယ်အဲ့ချိန်မီမိုကငါတို့အိမ်ကနေထွက်သွားကြမယ်လို့ပြောပါတယ်အိမ်ကနေထွက်သွားဖို့ပတ်စံအရင်ရှာမယ်လို့တိုင်ပင်ထားကြပါတယ်အိမ်ရောက်တော့ရေချုံးစုံစမ်းကြည့်တဲ့အခါမီမိုရဲ့အမေမတ်စကဲရောမီမိုအကြောင်းကိုသိသွားပြီးမီမိုကိုတနာသွားပါတယ်သူတို့အိမ်ကနေထွက်သွားဖို့ပတ်စံလို့ရေချုံးကသူ့ညမလေးရဲ့လမ်းလျှောက်လဲလေးကိုရောင်းလိုက်ပါတယ်ပတ်စံမလောက်လို့မီမိုကသူနေခဲ့တဲ့အိမ်သားကတော့ပိုကီဆိုင်ကအဖွားစီကိုအကူအညီတောင်းကြည့်ရမလားလို့မေးတော့ရေချုံးကသူများအကူအညီမလို့ပဲကိုယ့်ကိုပတ်စံချကြမယ်လို့ပြောပါတယ်ဒီလိုနဲ့ရေချုံးကအိုက်တော့လက်မဲ့ပါတဲ့ပုံလေးဆိုပြီးကလေးတွေကိုရောင်းဖို့လုပ်နေချိန်အထက်ထဲကျောင်းကအမားတွေရောက်လာပြီးမရောင်းလိုက်ရပါဘူးနောက်တော့ရေချုံးနဲ့မတည့်တဲ့ကောင်မရောက်လာပြီးမီမိုကမတ်စကဲရဲ့သမီးနော်ဆိုပြီးရေချုံးကချင်းချောက်ခဲ့ပါတယ်တစ်ဖက်မှာတော့မီမိုကပတ်စံရဖို့ကော်ဖီဆိုင်မှာထိုင်ဆောက်ပြီးလက်တော့ခိုးပါတော့တယ်ဒါပေမဲ့ဖမ်းမိသွားပြီးသူ့အဖွားစိတ်တူသွားလို့အိမ်ကနေထွက်သွားလို့ပြောပါတယ်တစ်ဖက်မှာတော့ရေချုံးအိမ်မှာသူ့အဖေကခလေးလမ်းလျှောက်လဲလေးတွေ့မိသေးလားလို့ရေချုံးကိုမေးပါတယ်ရေချုံးကမသိဘူးလို့ပြောပါတယ်ဒီလိုနဲ့မီမိုကရေချုံးကိုဖုံးဆက်ခဲ့ပြီးနေအိမ်လာလို့ရလားလို့မေးတော့ရေချုံးကအိမ်မှာသူ့အဖေကထပ်တောင်းကျမ်းနေလို့မရဘူးလို့ပြောပါတယ်ရေချုံးကမီမိုကိုအိမ်ပြန်ခိုင်းပြီးအစင်သေးဖြစ်ရင်ထွက်သွားကြမယ်လို့ပြောပါတယ်ဒီလိုနဲ့မီမိုနေစရာမရှိတော့ကျောင်းမှာပဲနေလိုက်ပါတော့တယ်ကျောင်းမှာတခြားသူတွေကမီမိုကမတ်စကရဲ့သမီးပါဆိုပြီးပြောနေတာမီမိုကြားသွားပါတော့တယ်ကျောင်းကိုသူ့အဖွားရောက်လာပြီးမီမိုအိမ်ပြန်မလာလို့မင်းနေပါတယ်ရေချုံးကလည်းမီမိုကိုလိုက်ရှာရင်လမ်းမှာရေချုံးမိသားစုနဲ့တွေ့သွားပါတယ်ဒါကိုမီမိုလည်းတွေ့သွားပြီးရေချုံးကသူ့မိသားစုအကြောင်းလိန်ခဲ့တယ်ဆိုတာသိသွားပါတော့တယ်ဒီလိုနဲ့မီမိုကရေချုံးကိုတွေ့ဖို့ခေါ်ခဲ့ပြီးဘာလို့သူ့ရဲ့အကြောင်းတွေသတင်းဖြန့်လိုက်တာလဲဆိုပြီးရေချုံးကိုစော်ပါတော့တယ်အဲ့ချိန်မှာအဖွားကြီးတယောက်ကြည့်နေပြီးအပိုင်းကလည်းပြီးသွားပါတော့တယ်အဖွားကြီးပုံစံကဇမီကရအစအိုနန်ရဲ့အမေနဲ့ခက်စီစဉ်ဆိုတော့အိုနန်အမေများဖြစ်နေမလားတကယ်ပဲဘာတွေဆက်ဖြစ်အောင်မလဲဆိုတာအပိုင်းသစ်တွေမှာကြည့်ရှုဖို့အတွက် like and subscribe လေးလုပ်ပေးပါဦးနော်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်